ရောက်ရမှုတော့လမ်းနဲ့မောင်ရမြတ်ဆောင်ရဲ့ဘူးတော့ရှိနေပဲငါတို့ရှိမှကားရတန်းစီရထားတာပေါ့ကျမတို့အိမ်နန်းလေးကိုရောက်တော့လေဟုတ်ကဲ့ကားရတန်းစီရထားတော့ကျမတို့ကားစီရလဲသူတန်းစီမယ်လို့တော့ဟုတ်ကဲ့ကားကိုကားရှေ့လာခဲ့နဲ့တင်းခေါ်တော့ဟယ်လိုကျွန်တော်ရဲ့ချင်းမစင်းတဲ့တကယ်ချင်းများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့နောက်ဆင်ရမယ့်သတင်းကတော့မုံရမန္တလေးလမ်းမကြီးမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လေးကိုကျွန်တော်တို့ရဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကိုဘောမတတိုက်ကဘာတွေပြောနေလဲဆိုတော့မင်းတို့တွေကပြည်သူတွေကိုတန်းနဲ့ပြစ်တက်ပြီးတော့ဒါလားကွာတော်လိုင်းရေးဆိုပြီးဘောမတတိုက်ကကျွန်တော်တို့ရဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကိုအပြစ်တင်ပြောနေကြတာပေါ့နော်ကျွန်တော်နဲ့အတူတူအဲ့ဒီဗီဒီယိုဖိုင်အပြည့်စုံကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်ကဲကျွန်တော်တို့ပြည်သူတယောက်ချင်းစီမှာတာဝန်ရှိပါတယ်ဒီဗီဒီယိုလေးကိုဘောမတတိုက်စီကိုရအောင်အကုန်လုံးပဲမျှဝေပေးကြပါလို့ကျွန်တော်ဒီကနေ့တောက်ဆိုချင်ပါတယ်โอเคတောက်ဆိုရင်ဗီဒီယိုလေးအစိုးထိကြည့်လိုက်ရအောင်ကောင်းတော့ပြေးနေပြီဟုတ်ဘုလို့တစ်ချက်ပေါက်ချောက်အဲ့ဒါနေရလားကြားလားအဲ့ဒါကြားလားဘယ်တော့မှမြိုင်နေအဲ့ဒီဘကတွေ့တယ်အဲ့ဒီဘကကိုမပြဘူးတို့ကဂျမ်ဘာကိုပြစ်တာဂျမ်ဘာကတို့ချစ်တဲ့မရက်နေတာဘယ်တော့အဲ့ဒီဘကကိုမြင်ရတယ်လားဒီဘက်လာခဲ့အဲ့ဒါဆိုတာကလည်းရချင်းလာကြတော့ပါလာမနာမောသုံးလုံးပြတ်တောင်းပါလာမနာမောပါလာမောသုံးလုံးပြတ်တောင်းဘုရားရှင်တောင်းလာဘုရားရှင်မင်းလို့ဒီကနေ့လို့လို့ဖြော်ခဲ့ဖေးလက်ဖြော်ခဲ့လက်ထဲကဖတ်ချမ်းတွေကိုကဲညာသူညာတာတွေ့ရရဲ့စစ်ရရတွေဖြုံချမဲ့ပွဲဟာတာတော့ဖြုတ်တယ်တွားစားဖြုတ်မယ်ထောက်တာညာသူညာတာတော့ရတိုင်းကွာညာလို့ရတာတိုင်းကွာအတော်ရတာစားတယ်ပြေးနေလို့ရှိရလို့ပြီးဖြုတ်ရှိရဖြုတ်မယ်ရှယ်ပဲဒီတက်တဲ့ဗီဒီယိုနဲ့တကွာထွက်လာတောင်မှဟိုဘက်အရက်ကွက်ကဘောမတတိုက်ကညီးထွားနေတုံးပါပဲလို့ကဲဗီဒီယိုကိုဆက်လက်ကြည့်ရှုရအောင်ကားထဲမှာဒီတဲ့တင်ကားထဲမှာပြည်သူတွေရှိတယ်ပြည်သူတွေကိုကဲထုတ်နေတယ်တော်တိုက်ပွဲစစခံဖြစ်နေတဲ့ပြည်သူတွေကိုကဲထုတ်နေတယ်နော်မာနေပါလေပေါ်လို့ရှိတယ်ဒီကိုပေါ့ကလေးအောက်ခေါ်လာကလေးရောစင်းပါလေးပါရှိတယ်လေးပါရောက်နေရောက်တာကားပါရောက်ဖက်ဘာလဲရတော့ခွေးကြီးဝက်ပြီးကြီးခုတ်ပြီးဘယ်ရက်ပဲဘောမတတိုက်ကတော့ညီးထွားနေကုန်တယ်ကြီးရခန်းရောက်ခွေးကြီးဝက်ကြီးဆိုတာဒီလိုမျိုးခေါ်လာနေမှာပါနော်
ဘာရောက်စရာဆိုရင်အကောလုံးပြေးလောကနောက်မလဲကြည့်တယ်ဒီနေ့ကိုခဏဝင်အောင်ကြီးတဲ့ဒီကောင်လေးချစ်ကတော့တော်တော်လေးကိုလေးချစ်ထားရပြီပေါ့တယ်ဟဲ့လာကြည့်လားဟဲ့ ဘလိုပဲကြောက်ပြကြပါလို့နော်ဟိုဘက်ကအရက်ခွက်ကဘောမတစိတ်ညင်အောင်လို့ရမ်းများလေးရှက်ပေးကြပါလို့ပြောဆိုချင်ပါတယ်ဒီတည်းတဲ့ထုတ်တော့တို့ယူသွားနိုင်ကြတော့နော်စင်ကအဲ့လိုဘာဗျာဟဲ့အောင်လေဒီကအမေဝါကြီးပါပါတော့ဒီကတော့ဒီနေ့ဟာလိုက်ပါပြီဟာ没事，秀吧，够了秀吧。啊，我来了，没事，我。来，ယူ啊！တနက်ရှိရကားတယ်တော့ဗမြိုင်နေရသေးတာရဲ့秀吧。到底是这个在好的，可能没秀起来了。哎呀，看来不够了。我妈在你穿的嘞，有嘞，有你穿这样不来挂。我也亲戚呢，同学今年阿哥老呗，要回家保护了，先回家保护了，看买没到处标的。ကဲဒါကတော့ဒီဗီဒီယိုကိုမင်းမြတ်ထားတဲ့ ကျမတို့အဲ့နန်းလေးကိုရောက်တော့လေ မင်းမြတ်ခန်းလေးပေါ့နော် ကားရတန်းစီရထားတော့ကျမတို့ကားဆရာလည်းသူတန်းစီမယ်လို့တော့ကားကိုအဲ့ကားရှေ့လာခဲ့နဲ့လင်းခေါ်တော့ကားသမားကြောက်တော့ရှေ့မောင်းတာပေါ့ဟုတ်ကဲ့အဲ့ရှေ့မောင်းတဲ့အချိန်မှာအဲ့မှာဟွာရီတက်လာတာစစ်သားတွေတက်လာတာ12ယောက်လောက်ပေါ့ကားကိုဟုတ်ကဲ့ဗျဟုတ်ကဲ့စကားတော့နေဆိုကျမတို့လည်းအဲ့မှာနေလေးနေကြတာနေလေးနေပြီးတော့ဟိုအဲ့ရှေ့ဆက်ပြီးတော့မောင်းခိုင်းတာဟုတ်ကဲ့ဗျအဲ့ရှေ့ဆက်မောင်းနေပေါ့ဟုတ်ကဲ့အဲ့ဒီတပည့်တိုင်းနဲ့ဆိုတော့ကျမတို့အတင်းကိုအဲ့ကားထဲတွေဝကြငုံညာအော်ကြပေါ့အဲ့ဒီဟိုကြောင်းဆန်လို့ပေါ့ကားထဲမှာလည်းကဘာပြက်တဲ့အတိုင်းပဲဟုတ်ကဲ့ခွေးရရောဘယ်ချိန်ဆင်းသွားတယ်ဗျဒီခေါ်လာပြီးတော့ဘယ်နဲ့လိုက်လာပြီးခေါ်လာပြီးတော့အပေါ်ကနေဟိုနိုင်ဝက်လောက်ပြစ်နေကြသေးတယ်ကျမတို့ကအနာပြစ်ပြီးလို့ကျမတို့ငုံညာတာ
ငုံပြီးတော့သူတို့ကကားပေါ်ကနေပြစ်ပြီးမှနိုင်ဝက်တက်တာလောက်ပြစ်ပြီးမှဆင်းသွားအဲ့ဒီဟိုခဏနေတော့မှအဲ့ဟိုကဗါတဲ့ PDF လေးတွေကလာပြီးတော့အမားတို့ပြည်သူတွေရှိလားဆင်းခဲ့လို့ပြောလို့မို့အဲ့ဒီကျမတို့ဘလို့မှမဆင်းရဘူးအဲ့ပေါ်ကနေမဆင်းရဘူးဒီကြောင်းမောင်းနေကြတယ်မဆင်းရတော့အဲ့တို့ကနေတွဲပြီးတော့အကုန်ချိပိုးပြီးချတာအောက်ကိုအဲ့ချိပိုးချရင်းနဲ့အဲ့ဟိုလွတ်ရအောင်ပြေးကြတာပေါ့ကျမတို့ကလည်းအဲ့လွတ်ရအောင်ဘယ်ပြေးနေပြောတော့အဲ့လွတ်ရစီကိုပြေးတာအဲ့ပြေးနေရင်ကိုအပေါ်ကနေတဝီဝီနဲ့ချတာအဲ့ဟာတွေကိုရှောင်းနေရတာဟိုဘက်ကတ်ဝေးရဒီဘက်ကတ်ဝေးရနဲ့အဲ့နမ်းမှာလည်းအဲ့ထိတာပေါ့နော်အဲ့ကျမတို့နဲ့တူတူအဲ့ကလေးလေးနဲ့ပါလာတဲ့သားမိလေးပေါ့အဲ့လောက်ပဲကျမတို့ကပြီးပြီးသွေးသွေးနဲ့ကျမတို့လည်းလူတွေလည်းအဲ့လိုဟိုပါပေါ့ပူးထူကိုကလည်းနည်းနည်းပါးပါးဟိုဟာဒဏ်ရာရတာတွေရောသွေးရထွက်တော့ကြောက်လန့်ပြီးတော့အဲ့ရှိပဲဟိုနဲ့သူဆက်လိုက်သွားတာပေါ့အဲ့ရွေးမှာကျတော့အဲ့အပေါ်ကဟိုပါပေါ့ဘောကဖြစ်တဲ့အခါမျိုးတွေကျတော့ဟိုအန်ရကင်းကဝဲဆိုသူတို့ပြောတဲ့အတိုင်းနေကျမတို့လည်းသွေးသွေးနဲ့ဘေးလေးတွေဝှက်ရတာကတ်ရတာပေါ့အဲ့ကျမှာမှန်ရတာပေါ့ဘောကချရတာကျွန်တော်တို့ဒီလောက်ပါလို့မီဒီယာမေးရင်လည်းအမှန်တိုင်းသာဖြေပေးလိုက်ပါနော်ဟုတ်ကဲ့နာမည်တို့ပါလို့တော့သူတို့မဖော်ပြဘူးရနော်ဟုတ်ကဲ့အဖုံးချောက်ပဲပြအောင်ဗျကျွန်တော်တို့ရဲ့ညီကိုတွေအများလေးသာရှက်ပေးကြပါလို့နော်ဘောမတတိုက်ကအခုချိန်ထိလောက်တောင်ဝင်နေဖြစ်နေတော့ညီးထွားနေတော့ပဲရှိသေးတယ်ဒါလားကွာတော်လန်ရေးဆိုပြီးတော့ပြောနေကြတဲ့ဘောမတတိုက်ပေါ့နော်တန်ပိတ်သွားအောင်ဗစက်ပိတ်သွားအောင်ရှက်ပေးပါလို့ကျွန်တော်ဒီကနေ့ပြောချင်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအစိုးရကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီကိုလည်းကျွန်တော်ထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးမလုပ်ရသေးဘူးဆိုရင် like subscribe လေးနဲ့အားပေးကူညီတော့ကြပါဦးလို့ထပ်မံပြီးတောက်ဆိုပြရစေခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်